ကလေးမျိုးတွင်လျှက်စီးလက်ချင်းမိုးကြိုးပစ်ချင်းဘေးရန်တဲ့နဲ့ပတ်သက်သည့်တိပညာပြီးတော်ရှိုးကျင်းပတဲ့သတင်းကိုတင်ဆက်သွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းဒေသကြီးကလေးမျိုးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့စစ်ဆန်ရေးဦးစီးဌာနတွင်ကလေးခရိုင်ဘေးရန်ရဲ့စီမံခန့်ခွဲမှုဦးစီးဌာနနှင့်ပူးပေါင်း၍လျှက်စီးလက်ချင်းမိုးကြိုးပစ်ချင်းဘေးရန်တဲ့နဲ့ပတ်သက်သည့်အသိပညာပြီးတော်ရှိုးကိုယနေ့နေ့ပိုင်းကလူမှုခြေပြုဗဟိုဌာန Community Center ၌ကျင်းပခဲ့ပါတယ်။ရှေးဦးစွာကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့စစ်ဆန်ရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဦးတော်စွန်ဘန်ကတော်ရှိုးကျင်းပခြင်းနှင့်ပတ်သက်၍ဆွေးနွေးပြောကြားခဲ့ပြီးကလေးခရိုင် BN ရဲ့စီမံခန့်ခွဲမှုဦးစီးဌာနမှဒုတိယဦးစီးမှူးဒေါ်စင်စင်မျိုးကလက်စီလက်ချင်းမိုးကြိုးပစ်ခြင်းဖြစ်ပွားတတ်သည့်အချိန်ကာလနှင့်ကြိုတင်ပြင်ဆင်ထားရမည့်အချိန်များလက်စီလက်ချင်းမိုးကြိုးပစ်ခြင်းဖြစ်ပွားနေခြင်းဖြစ်ပွားပြီးပါကဆောင်ရွက်လိုက်နာကြမည့်အချိန်များကိုပြောကြားသွားခဲ့ပါပစ်ချင်းဆိုတဲ့ဒီဘီယာလေတွေကဘယ်လိုဖြစ်ပေါ်လာတယ်လဲဆိုတာကိုအရင်ဆုံးရှင်းပြပေးပါခင်ဗျာဟုတ်ကဲ့ပါရှင်လျှက်စီးလက်ချင်းမိုးကြိုးပစ်ချင်းဆိုတာကမိုးကြိုးကာလနဲ့မိုးနှောင်းကာလတွေမှာအများအားဖြင့်ဖြစ်ပွားလေးရှိပြီးတော့မိမိတို့ဒေသအနီးတစ်ဝိုက်မှာမိုးချင်းချင်းလျှက်စီးလက်ချင်းမကြာခဏဖြစ်ပေါ်နေတဲ့နေရာတွေမှာမိုးကြိုးပစ်နိုင်တဲ့အန္တရာယ်ရှိနိုင်ပါတယ်ရှင်ဟုတ်ကဲ့ပါဒီလက်စီလက်တဲ့ဖြစ်စဉ်တွေနောက်ပြီးတော့မိုးကြိုးပစ်တဲ့ဖြစ်စဉ်တွေကိုကျွန်တော်တို့ကြိုတင်ပြီးတော့မှဒီပြည်သူတွေအနေနဲ့ဒီပြက်တွေမှာဖြစ်ခင်မှာကြိုတင်လှုပ်ဆောင်ရမယ့်ချက်တွေရှိလို့ရှိရင်လည်းပဲကျေးဇူးပြုပြီးတော့ပါရှင်းပြပေးပါခင်ဗျာဟုတ်ကဲ့ပါရှင်မိမိတို့နေအိမ်အဆောက်အအုံတွေမှာမိုးစိုးလဲတွေတက်ဆင်အသုံးပြုရပါမယ်ဗရင်မောက်မှန်တွေကိုအနည်းဝင်ရောက်မှုမှကာကွယ်ရပါမယ်စက်ကူကတ်ချင်းလိုက်ကတ်တက်ဆင်ခြင်းမျိုးတွေပြုလုပ်ရပါမယ်လျှက်စစ်မီးဖြတ်တဲ့ပင်မမင်းကလုတ်တွေကိုတက်ဆင်ထားရပါမယ်ကလေးသူငယ်အမျိုးသမီးတက်ကြီးရွယ်အိုနဲ့မတန်ဆွမ်းမိသားစုဝင်များအားလုံးကိုလည်းမိုးကြိုးအန်ဒီရနဲ့ဆောင်ရန်သတိပေးခြင်းများကိုကြိုတင်အသိပေးထားရပါမယ်ရှင်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီမိုးကြိုးပစ်တဲ့အချိန်ကျွန်တော်လက်စီးလက်တဲ့အချိန်မှာပြည်သူတွေအနေနဲ့မိမိရဲ့နေအိမ်တွင်းမှာနေမယ်ဆိုရင်တတိပြုရမယ့်အချက်လေးတွေကိုလည်းရှင်းပြပြပါခင်ဗျာဟုတ်ကဲ့ပါရှင်လျှက်စီးလက်ချင်းမိုးစိုးပစ်ခြင်းများဖြစ်ပွားနေခြင်းအချိန်မှာရေချိုးခြင်းရေသုံးဆွဲခြင်းမပြုလုပ်ရပါဘူးရှင်တထုနဲ့ဆက်ဆက်တဲ့ပစ္စည်းတွေလျှက်စီးဝင်နိုင်တာတွေကိုသတိပြုရပါမယ်တန်နှင်းပြုလုပ်ထားတဲ့အရာဝတ္ထုတွေရဲ့ဝေးမှာနေပေးရမယ်တယ်လီဖုန်းအသုံးပြုခြင်းမပြုရပါဘူးအိမ်တွင်းလျှက်စစ်အသုံးဆောင်ပစ္စည်းများမီးပလက်များကိုလည်းဖြုတ်ထားရပါမယ်မီးခလုတ်များကိုလည်းပိတ်ထားပေးရပါမယ်ပရင်းမြောက်များနဲ့ဝေးတဲ့နေရာမှာနေထိုင်ပေးရပါမယ်ရှင်အတိပြုရမယ့်ချက်လေးတွေကိုလည်းရှင်းပြပြပါခင်ဗျာဟုတ်ကဲ့ပါရှင်မိမိတို့နေထိုင်ရာအနီးတစ်ဝိုက်မှာမိုးကြိုးပစ်နိုင်သည့်အန္တရာယ်ရှိတယ်ဆိုပါကအိမ်အတွင်းသို့မဟုတ်အဆောက်အအုံအတွင်းသို့ဝင်ရောက်ပါကွင်းမြင်သို့မဟုတ်တက်တော်များတဲ့သို့ရောက်ရှိနေတယ်ဆိုရင်တပ်ပင်ငယ်များရှိတဲ့မြေနှိမ်ရာအနိမ့်ပိုင်းသို့ဝင်ရောက်ပြီးအကာအကွယ်ယူပါမိမိစပယ်များထောင်လာသည်ဟုခံစားရပါကဒူးပေါ်လက်ရှိတင်၍ပစက်တုပ်ထိုင်မှာဝလျာမမောက်ရပါဘူးဒူးပေါ်ကိုလက်ရှိတင်ပြီးတော့ပစက်တုပ်ထိုင်မဲ့ဝလျာမမောက်ရအောင်စပိန်ဆိုင်ကယ်ပေါ်များမှာရောက်နေပါကအမြန်ဆုံးစင်းမှာကွင်းမြင်ကျဲမှာလူစုလူဝေးဖြစ်နေတယ်ဆိုရင်လူစုခွဲပါသွနန်းကျိုးသွဆူကျိုးကာစီထားတဲ့ခြံစည်းရိုးတန်နှင့်ပြုတ်လောက်ထားတဲ့တန်တဲ့ပစ္စည်းများတန်လန်းများအနီးမှာမနေထိုင်ရပါဘူးအမြင်ရှိကုန်းမြင်နဲ့အဆောက်အအုံအနီးမှာမနေရပါဘူးရှင်ဒီလက်ချင်းမိုးချိုးပြချင်းဖြစ်ပေါ်တဲ့နောက်ပိုင်းမှာကျွန်တော်တို့ပြည်သူတွေအနေနဲ့လိုက်နိုင်ရမယ့်ချက်တွေကိုလည်းရှင်းလင်းပြပါခင်ဗျာဟုတ်ကဲ့ပါရှင်မိုးကြိုးပြပြီးနိုင်ဝဲအခန့်အကြောင်းမှာကင်းလုံကြုံမှတာအပြင်ကိုထွက်ပါမိုးကြိုးပြခံရတဲ့တပ်ပင်များမိလောင်နေခြင်းများမှလည်းနေအိမ်များသို့ကူးစက်နိုင်ခြင်းဖြစ်သည့်အတွက်တတိထားကြည့်ရှုနေထိုင်ရပါမယ်လျှက်စစ်မီးကြိုးများပြတ်တောက်နေခြင်းကိုလည်းတတိထားရှောင်ရှားပါတွေ့ရှိပါကသက်ဆိုင်ရာသို့အမြန်ဆုံးသတင်းပို့ပါဘေးပတ်ဝန်းကျင်ကိုလည်းအသိပေးပါမိုးကြိုးစက်ကွန်းထိထားသောလူနာများကိုလည်းအမြန်ဆုံးဆေးအကူအညီရရှိရေးအတွက်ဆောင်ရွက်ပေးရပါမယ်ကလေးသူငယ်များအမျိုးသမီးများတက်ကြီးရွယ်အိုနှင့်တန်ဆွမ်းသူများကိုလည်းအထူးပြုယူဆိုင်ရပါမယ်ရှင်ဟုတ်ကဲ့ပါအခုလိုကျွန်တော်တို့လက်စီလက်ချင်းမိုးချိုးပစ်ချင်းနဲ့ပတ်သက်ပြီးတော့မှပြည်သူတွေတတိပြုရမယ့်ချက်တွေသိရှိလိုက်နိုင်ရမယ့်ချက်တွေကိုအကျဉ်းတဝန်းရှင်းလင်းပြတဲ့အတွက်ဆရာမပေါ်အထူးပြန်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ